Hello ချစ်တဲ့ငယ်ချင်းတို့ဒီနေ့တော့တင်ပေါ်တီထောင်ရအောင်နော်ဟရုတ်တီဆက်ဆက်လေးပေါ့နော်ပြီးရင်ဒီမှာချွတ်ဖြူထငက်ကိုထောင်ပေးပါပြီးကြလို့ရှိရင်ပဲပေါ့နော်ပဲတီလလဆက်ဆက်ပေါ့နော်ပြီးငပိလေးပါငပိနဲ့ပြီးခရမ်းစိမ့်ပေါ့နော်ခရမ်းတီစိမ့်ပြီးရင်ခရမ်းချင်းတီပြီးရင် sauce ပေါ့နော်ခဏကျွန်မတုံးထားတာနှမျိုးရှိတယ်အဲ့ဒါနောက်တစ်မျိုးပေါ့နော်နှမျိုးလေးပါအဲ့ဒီကိုအရန် juicy တယ် spicy juicy sour အရတာလည်းရှိတယ်ပြီးရင်ငပြာရီပေါ့နော်ပြီးရင်လလဆက်ဆက်နဲ့ဟိုတံပြာတီပေါ့နော် happy ပါပြီးကနန်းပေါ့နော်ကနန်းထည့်ပေးပါပြီးရောလိုက်ပေါ့ကုန်းလို့ပြီးရင်ပြုတ်ထားတဲ့ပစွန်ပေါ့နော်ပြီးကုန်းလုံးရောလိုက်ပြီးရင်ရစ်ထားတဲ့တင်ပေါ်တီပေါ့နော်ဒါကုန်းလုံးရောလိုက်ပေါ့အရန်ကိုစားမကောင်းရန်စားလို့လည်းကောင်းတယ်အရန်လေး juicy စားလို့လည်းအရန်စင်ပြီးတယ်ပြင်လဆက်ဆက်နော်အစနဲ့ကုန်းလုံးရတာဆုံးတယ်ဆိုတော့လေနော်အတွင်းပြီးရင်ဟိုအရွက်ခါလေးကိုထဲလိုက်တယ်ပြုတ်ထားတဲ့အရွက်ခါပေါ့နော်ပြီးနောက်မှာတော့ဆလာရွက်ပေါ့နော်အဲ့ဒါကိုရင်လို့အဲ့ဒီပုံမှာထောင်းထားတဲ့တင်ပေါ်တီထောင်းကိုထဲလိုက်ပေါ့နော်ပြီးရင်စားလို့ရပါပြီ like နဲ့ share နဲ့အားပေးကြပါနော် thank you ပါ